ခုနှစ်ရက်သားသမီးများအားလုံးမင်္ဂလာပါဇေယျအနေနဲ့နော်ရေရာအစီအမံတိုက်ရိုက်တက်စင်လုံးမအဆင်ပြေမယ်ဆိုပြီးရှိမနေပါဘူးမိမိတို့ဤအိမ်တော်ကြီးခွဲနေသည်ဖြစ်စေခြေအဆင်မပြေသည်ဖြစ်စေဘာကိစ္စပဲဖြစ်ဖြစ်ပါမိမိကိုယ်တိုင်လည်းအရင်ဆုံးအဆင်ပြေအောင်ရှေ့တလန်းလမ်းကြည့်ပါအဆင်ပြေအောင်ကြိုးစားကြည့်ပါချို့တော့အိမ်တော်ကြီးတွေကွဲသွားကြတယ်ပေါ့နော်ပြတ်သွားကြတယ်အနဦးလုံးအဆင်ပြေခြင်းကြတဲ့သူတွေများပါတယ်ဒါပေမဲ့လည်းညို့တေးတွေဆွဲလန်းနေမာနတွေကြောင့်ပေါ့နော်တင်မာနေတတ်ကြတယ်အဲကြောင့်မိမိဘက်ကနည်းနည်းစိတ်ချော့ပြီးအရင်ဆုံးဆက်သွယ်ကြပါရရလောက်တာထက်အဆင်ပြေနိုင်ရှိပိုများပါတယ်မိမိဘက်ကစူးစမ်းလို့မှအဆင်မပြေခဲ့ရင်ပေါ့နော်အဲကြမှာဆရာကြီးမင်းနိုင်တယ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်အစီမံတိုက်ရိုက်တက်ဆင်ဖြင့်အဆင်ပြေအောင်ပေါ့နော်လုပ်လို့ရပါတယ်လုပ်ချင်ရင်ဆရာကို Viber Messenger မှာဆက်သွယ်နိုင်ပါတယ်ဖုန်းပြတာတိုင်းလည်းဆက်သွယ်နိုင်ပါတယ်ဆရာမိတ်ဆွေများအားလုံးကြမှာချမ်းသာကြပါစေဆရာဆုမကောင်းတောင်းပေးပါရဲ့